ကျွန်တော်တို့ထိုင်ရောနော်ထိုင်ကို line 3ခုချက်ကြည့်တယ်ဒီခါမှလည်းရှိုးလိုက်ကျွန်တော်အာကာသဘောတော့ဟောအာကာသဘောတော့ထိုင်ကိုနော်ရှင်နဲ့ထိုင်ကိုပါကျွန်တော်အာကာသကိုချားကြည့်ကိုတော့အာကာသလမ်းမောဒီထွက်သွားခြင်းတွေပေါ့ကျွန်တော်ဒီထားချလို့ပြီးတယ်ထားချလို့ပြီးပထမကျွန်တော်မျက်နှာပြီးနောက်တစ်ခုကကျွန်တော်စပင်းစပင်းမျက်နှာဒုတိယမျက်နှာစပင်းထားချလို့ဆိုရင်ကျွန်တော်စပင်းရဲ့ဆောင်အောင်ပြောက်လို့ရဗျာကျွန်တော်ရောက်နေရရွေးကြီးမှာအဲ့တော့ရှာခက်တယ်ရှာဆိုတာကျွန်တော်တခါညက်ပြီးတော့ပြန်ပြင်းလို့မရဘူးဒါပေါ့အဲ့တော့ရှာမိုက်လေးကိုကျွန်တော် line မှာရှာရင်စပင်းရှင်နဲ့ဘေးကြောက်တော့တွေ့ရောရှင်နဲ့ဘေးရွေးရမိုက်လေးလိုက်ညက်အဲ့လိုအင်ဂျင်ပိုင်းနဲ့လိုက်ညက်လမ်းမပြုတ်ဒီပဲဆိုင်ရောက်သွားပြီဆိုင်ရောက်သွားအဲ့ဒါရှာပြီးကိုဆက်ကြီးဆိုတာတွေ့ကိုဆက်ကြီးဆိုတာတွေ့အခုတော့ကိုကြီးဒီကိုဆက်ကြီးဆိုတဲ့နာမည်နောက်ွယ်ဘယ်လိုဖြစ်ပေါ်လာအောင်လဲကိုဆက်ကြီးဖြစ်ပေါ်လာအောင်ထူးခြားကြီးတော့မဟုတ်ပါဘူးငယ်တုန်းကတော့အင်ကွန်နမီလည်းကိုဆက်ပေါ့ငယ်တုန်းကတော့ကိုဆက်ပေါ့ကြီးတယ်လည်းကိုဆက်ကြီးပေါ့ကြီးတယ်လည်းပို့ပါပါလေဒါပါပဲကိုဆက်ကြီးပေါ့ကိုဆက်ကြီးဒီcareer life ကိုပေါ့နော်ဒီ hairdresser career life ကိုဘယ်လိုစဖြစ်ခဲ့လဲအဲ့ဒါလည်းအပြောင်းလဲတစ်ခုဗျကျွန်တော်လည်းကျွန်တော်အမလည်းစင်ကာပူကနေရောက်လာတာအဲ့ချိန်ကျွန်တော်အသက်16ပေါ့16စင်ကာပူကနေဆိုတော့ကျွန်တော်အမနဲ့ပြန်တွေ့တော့ကျွန်တော်အမကကျွန်တော်ဒီအတမွေးဝဲချောင်းပညာတစ်ခုအနေနဲ့သူကကျွန်တော်သင်ပေးနေတာပေါ့သင်ပေးခြင်းတဲ့အချိန်မှာကဲအဲ့အမစဉ်းစားတယ်နေပါတင်ခြင်းနဲ့အမကျွန်တော်အမလည်းသူကငကိုလေးကသူကဒီ beauty salon ပေါ့နော်ဟိုတုန်းကတော့ကျွန်တော် beauty parlor ပေါ့ beauty parlor လုပ်ခဲ့တယ်သူကကျွန်တော်ဒီတူနီတူတုံးသူတိတဲ့တူနီတူတုံးပေါ့ဆိုတော့ကျွန်တော်ဆရာပေါ့ဆိုတော့ဆရာဒီကျွန်တော်ခေါ်ပြီးအပ်လိုက်တာအဲ့ဒါကဒီ beauty salon လောကလေးစပြီးရောက်လာချေချမိတယ်ဆက်စောက်ဆုံးဆိုတော့ဗျာကျွန်တော်တို့လူငယ်တွေမှာအတွေးရှိရ beauty ကဘာဖြစ်တယ်ညာဖြစ်တယ်ကိုကျွန်တော်လည်းတွေးခဲ့တာပဲရောင်သွားပေါ့ဆရာဆိုင်သွားတယ်အသိကိုဝါသနာမပါလာကြီးကိုပေါ့နော်တင်ရမှာယူနေဖီးငုတ်တာပေါ့ဒါပေမဲ့လည်းကျွန်တော်ဆရာကလာတယ်နော်ပေါ့နော်သူညှက်ရမယ်ဧည့်သည်တွေသူညှက်တယ်လူတူတယောက်ကိုသူစပြီးကင်လိုက်တယ်ဘယ်လိုမျိုးကျွန်တော်မကင်ငင်ရနေပေါ့ဆရာကျွန်တော်မညက်ခင်ရနေညှက်ပြီးပုံစံရမ်းဌာနဆိုတော့မိန်းကလေးဆိုလဲမိန်းကလေးယောက်ျားလေးဆိုလဲယောက်ျားလေး before and after အရင်꿰ပြတာနောက်ဆရာရဲ့ဒီစပင်ညက်တဲ့အမှုပညာပေါ့အရင်အမှုစိတ်ကြတာအဲ့တော့ဆရာကိုကျွန်တော်ကြည်ရင်လည်းကျွန်တော်အားကြတာဟုတ်ဗျာအားကြယောက်ျားလေးပဲညှက်တာလားယောက်ျားလေးရောမိန်းကလေးရော unisex နှစ်ခုလုံးညှက်ပေးရကျွန်တော်ညိုသားညိုကလေးရောညက်ကလေးပါညက်ကလေးပါညက်ကလေးကတော့ညက်ပြတယ်အရန်ငယ်တဲ့ကလေးကြတော့တိတ်မညက်ဖြစ်ဘူးဆိုတော့ဘယ်လိုပြောမလဲကျွန်တော်တို့6လသားတို့ပေါ့နော်တနေ့သားတို့နော်တနေ့သားအရွယ်လေးအဲ့ရွယ်လေးတော့မညက်ဖြစ်ဘူးအဲ့လို4-5နှစ်သားအရွယ်ဒီနေ့တော့တယောက်ညက်လိုက်သေးတယ်အသက်9နှစ်10နှစ်ကလေးကိုall round အကုန်ညက်တာဒါတော့ကြောင်မောင်လေးကောင်တော့ကြောင်လေးတော့ကျွန်တော်ညှက်မလို့ကြောင်မှညက်တာကြောင်မှညက်ကြလို့ကျွန်တော်လာပြောတာလေအဲ့ဒီပြီးတော့ကျွန်တော်မှညက်ပေးနေတာလေးကိုတကယ်ပြောတာပူစီသူ့ရဲ့ပူစီလေးကိုညက်ပေးပါပေါ့ပူစီလေးဘာကြောင်လေးပါကြောင်မျိုးစားလေးကကျွန်တော်သိပါရှမ်းပေါ့ပါရှမ်းမျိုးစားလေးအဲ့ဒါကိုသူကလည်းညက်ပေးနေထူးခြားဗျာချင်းလေးပုံစံလိုင်းရုပ်ပုံစံညက်ကျင်တာကျွန်တော်လည်းညက်ကျင်တာဒါကျွန်တော်ကွန်တက်တော့ပြန်လုပ်အောင်ကျွန်တော်အားနာကျေးဇူးတင်ဖို့ပေါ့ကျွန်တော်ငယ်ရဂိမ်းဆိုတော့ကားဂိမ်းရတယ်ပေါ့ဒီကောင်ဝင်တော့ကီလိုပဲပြန်တော့ဖင်ရှင်နေတော့အဲ့ဒါတော့ဆိုတော့အဲ့တော့brother ကိုဝါသနာဆရာစီမှာအဲ့လိုတင်နေကျွန်တော်ဒီလုပ်ငန်းတွေကို design မှတ်ပေါ့ထိချမိသွားတာဒီနေ့တချင်းကြီးပေါ့အဲ့တော့မမရ16နှစ်လောက်မှာစပြီးတော့စပင်းညက်ဆရာဘွားကိုစဖြတ်တန်းတယ်ဟုတ်အခုဒီ carrier မှာရှောင်းလာတာဘယ်နည်းရှိဆိုတော့73နှစ်ပေါ့73နှစ်ဝန်းကျင်လောက်ရှိပြီပေါ့2000ကျွန်တော်မှတ်မှတ်ရ2012ပေါ့2012ကနေ2012မှာစပြီးတင်လိုက်တယ်ဗျတင်သွားတယ်တင်လိုက်တယ်ဘာညာနဲ့နှစ်တွန်းတယ်ကျွန်တော်12နှစ်ကျော်73နှစ်ပေါ့ဒါအချင်းအဲ့ထဲမှာကိုကောင်းတယ်ဆိုများပြီ
ကိုင်ရတဲ့ကောင်းတော့များ ညာပြီခေါင်းကတော့ညာခေါင်းပဲဟာဒါကျွန်တော်အနေချင်းပါအဲ့တော့ဒါကိုမိတ်နဲ့ကိုပေါ့ဒီလိုသွားရတာပေါ့ခေါင်းကတော့ကျွန်တော်တို့ဆရာကြီးအများကြီးရှိတယ်ဘယ်လိုဆိုခေါင်းတွေကိုရည်တွက်နိုင်မှာမဟုတ်တော့ဖခင်ကြီးတွေတော့ရှိနေလားပဲ အခုကျွန်တော်မင်းကတော့ခုတူလေးလုပ်ပေးတယ်ကိုဒီ UAE ကိုဘာလို့လာပြတာလဲပြီးတော့ကျွန်တော်ဒီ UAE မှာတည်တယ်မြန်မာတွေကများလာတဲ့နောက်ပိုင်းပြီးတော့စပိန်ညံ့မယ်ဆိုတော့တင်တယ်ဆိုင်ရွေးရတယ်တဲ့ဆိုတော့ရှားနိုင်ငံသားတွေညံ့မယ်သူတို့ချာလို့မြန်မာလိုပြောရမှာမဟုတ်ဘူးအင်္ဂလိပ်လိုပြောရတယ်ခါတိုင်းကျမရှင်းဖြစ်မယ်ကိုပြောလိုက်တာ အဲ့ဒါစားဒါပေမဲ့ဒီမျက်နှာ Asian ဒါ look ပေါ့ဒါ Asian look tag နဲ့အဆင်မပြေ စနေဒီနော် ကဲတော့ညက်ပေးတယ်တော်တော်ကြီးပဲဆင်းပြီးကျွန်တော်တခါခံရရတယ်အလောက်ကညက်ခိုင်းလို့တော့ညက်လိုက်တော့ အပြောင်းရှင်းပေးလိုက်တာ ပြောင်းရှင်းနော်ဆိုတော့အဲ့ပြဿနာလဲကျွန်တော်အခုဒီ UAE ကိုဘာကြောင့်စရောက်လာလဲဆိုတော့ဒါတော့ထွေထူးတော့ပြောနေစရာတော့မလိုဘူးအလုံးလည်းသိမှာပေါ့နော်ဆိုတော့လက်တလုံးမှာကျွန်တော်ကဒီ UAE မှာရောက်လာတာပဲကိုယ့်ရဲ့ဒီ future ကိုကိုဘာလို့လဲလောက်အောင်မသိဘူးငါသပင်ညက်ဆရာနဲ့ငါသပင်ညက်ဆရာတယောက်ဖြစ်နေ UAE ကိုရောက်တဲ့အချိန်မှာအတမွေးကြောင်ပြုတ်ရမှာလားဒါမှမဟုတ်ငါဘယ် career တစ်ခုနဲ့ချိန်ပြီးကိုရှိနေတဲ့ career ကြီးကိုချိန်ပြီးဘယ် career နဲ့ငါဝင်ပြီးလောက်ရမလဲနောက်ဆုံးပြီဗျာကလင်နာတော်မှဝင်လုံးရမလားဆိုရဲ ကိုကျွန်တော်ကြားပြ ပြ နေ နေ လို့ လို့နော် အဲ့ဒီနေရာအဲ့ဒီအခြေအနေကတော်တော်အရေးကြီး ဟာတော်တော်ရေးကြီးတဲ့အချိန်တော်တော်ရေးကြီးတဲ့အချိန် အဒီကဟုတ်တယ်ဒီကို professional တယောက်ကကို professional life နဲ့အသက်မွေးတဲ့နဲ့ ဟုတ်တယ် ကို professional ဟိုကနေအသက်မွေးတဲ့ ဆိုတော့မှန်ကန်တယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့လူငယ်တိုင်းမှာလည်းသူ့ရဲ့ဒီ professional life ရှိကြတယ်သူ့ life သူရှိတယ်ဒါပေမဲ့လူ10ယောက်ရှိရင်တော့သူရဲ့ professional life တခုကိုရွေးချယ်နိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်မထင်ဘာလို့လဲဆိုလက်ရှိကကျွန်တော်ဒီ UAE မှာရှိနေတဲ့ခက်ခဲတွေလည်းအကုန်သိကြမှာပဲလေနော်ချိုးကြရင်ကိုယ် career ကတော့ဥမာဆိုကြပါလို့ဗျာကျွန်တော်တို့ digital marketing ဆို marketing digital marketing ကိုသူရောက်အောင်ပေါ့ဒီ career နဲ့ရှောင်းနေရင်တလည်းမှာခက်ခဲတွေအများကြီးနောက်ဒီ position ပြောင်းသွားတာအဲ့ဒါ digital marketing ကနေပဲကျွန်တော် FMB line နဲ့ရောက်သွားတာလေဟုတ်နော်ဒါလည်းဒီလူငယ်တွေသူတို့လှုပ်ချင်ပါဘူးသူတို့ career line နေလေဒါကြားထဲမှာလို့အခက်ခဲတွေပေါ့ကျွန်တော်ကျတော့စပင်ညက်ဆရာဖြစ်တယ်ကျွန်တော်တို့စပင်ညက်ဆရာဖြစ်တဲ့လူတယောက်တောင်မှပထမဆုံးကျွန်တော်စဉ်းစားပြီးငါဘာလုပ်ရမလဲဒါကိုယ့်ရဲ့ career ကိုချင်းကိုမခံမနိုင်ဘူးဘာလို့ဆိုတော့ယူကြီးကြောင်းလဲတည့်ရတိုင်းပဲလေနော်နေစိတ်စားစိတ်ကလည်းကျွန်တော်တို့နည်းနည်းများတယ်ဆိုတဲ့အနေအထားတစ်ခုမှာငါဘာလုပ်ရမလဲဆိုတော့အဓိကထားပြီးကျွန်တော်ကစဉ်းစားရတယ်အဲ့တော့ပထမတော့ဗျာကျွန်တော်စဉ်းစားတာပေါ့အဲ့ဒါဘာ FMB line နဲ့ပဲဝင်ပြီးတခုခုလောက်ရမလားကိုဘာတက်သလဲလို့ကိုစကားကလည်းအဲ့လောက်မကြွယ်ဘူးအင်္ဂလိပ်စကားကအမှန်တိုင်းပြောပြမကြွယ်ဘူးဘာရုပ်ရည်ကြီးကျွန်တော်ရောက်လာတာအဲ့တော့ကဲမထူးဆိုကျွန်တော်နေတဲ့အလွာကိုးလွာရဲ့စဉ်းစားပုံတော်မှာနေရာနေထားလူသေးတယ်ကိုးလွာရဲ့လေကကွန်လေးမှာဝင်ပြီးကျွန်တော်စဉ်းစားလိုက်တယ်ဘာလုပ်ရမလဲဆိုတော့လေကကွန်လေးမှာကျွန်တော်တို့ခံစားရမယ့်လူငယ်တွေအများကြီးရှိတယ်ဟုတ်ကျွန်တော်စဉ်းစားတယ်ငါတယောက်တည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်စဉ်းစားငါပါလက်တလုံးတော့ဖြစ်ချင်ရဖြစ်ကွာသပင်ညက်မှာရင်တော့ကလည်းကျွန်တော် line ပေါ်မှာသပင်ချစ်ခဲ့တာပဲလေအောင်မြင်ရှိခဲ့တာအဲ့တော့ Facebook လေးတစ်ခုကိုကျွန်တော်အားကိုးလိုက်တာထပ်ပြီးကျွန်တော်အားကိုးလိုက်တယ် social တစ်ခုကိုကျွန်တော်အားကိုးလိုက်တာဆိုတော့အဲ့မှာစတာပဲဒီဝမ်းရောက်ရွှေမြန်မာများအားလုံးမင်္ဂလာပါနေကောင်းကျမ်းပါကြလားမင်္ဂလာပါဟဲ့ဟဲ့လားမင်္ဂလာပါနေဒါကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်မိတ်ဆက်ပြီးတဲ့အချိန်ကျွန်တော်တို့ဒီမြန်မာကွန်ရက်လည်းကောင်းပါလေဆိုတော့ကျွန်တော်စညက်ပြီးထူတဲ့အချိန်မှာလူငယ်တွေအားပေးတယ်ပေါ့နော်အားပေးတာကျွန်တော်တကောင်းဟာဒါပေါ့တကောင်းကို9ချက်နဲ့တကောင်းကို9ချက်နဲ့ကျွန်တော် line 3ယောက်အနည်းဆုံးရှိကျွန်တော်အိမ် line ညက်တယ်9ချက်ဆိုတော်တော်ဈေးတက်တာတော်တော်ဈေးတက်တာဈေးတက်တာလားအဲ့မှာကျွန်တော်9ချက်နဲ့ညက်တဲ့အချိန်မှာကျောင်းတငယ်ချင်းကကျွန်တော်ပြောမင်း9ချက်နဲ့မညက်တင်ဘူးလေမင်းအနည်းဆုံး20 25ချက်လောက်ယူတင်တာဟာတငယ်ချင်းငါပရမောင်းအစလေးကွာပေါ့နော်ငါဒီလောက်နေပဲငါညှက်လိုက်မယ်ငါတို့လည်းစင်ပြေပါတယ်ကွာအဲ့ရကျွန်တော်စတယ် lucky 7လောက်လာလိုက် lucky 7ဒါပေါ့ lucky 7ကဲအဲ့ဒါနဲ့အဲ့ရနေစတာပါပဲစပင်း live ပဲညှက်တယ်တော်တော်အပ်ပြီးတယ်တော်တော်ကောင်းပါတယ်ခုမြန်မာကြီးအခုစီလုံးကြောင်းပြောနေတာထားမေးလိုက်ဘလောက်လောက်ယူတင်စီချီးတင်တာချို့လူငယ်ကျွန်တော်အဲ့လိုတည်ရမှာချီစမညက်စရာနော်
စပင်းညက်တော့ဘယ်လောက်ယူသင့်လဲဈေးများသင့်လားဈေးလိုနည်းနည်းလေးပဲယူတာကိုကြီးပြောတယ်စားစားကြီးအဲ့လောက်လေးပဲယူသင့်အဲ့တော့လို့ယူသင့် ဒါတော့ညီမေးတဲ့မိကုန်းကိုပေါ့အခုကဘယ်လိုပြောအပိုင်းအနေနဲ့ခွဲခြားပြီးပြောပြရမယ်ဥမာပေါ့ဒါဆိုအခုဒီလက်ရှိပေါ့ဒီ luxury lounge ကို join လိုက်တယ်သူ့ရဲ့ဈေးနှုန်းတွေကိုကြည့်လိုက်တယ်မစိုးဘူးလို့ခံစားရတယ်ပေါ့နော်ရှော့ညက်ဆိုရင်20ပေါ့ရှော့ညက်ဆိုရင်20မင်းကလေးဆိုရင်လည်းရှော့ညက်45ကျမစိုးဘူးခံစားရတယ်ပေါ့နော် ရှောင်းရက်ကို20တန်းလာပေါ့ ရှော့ညက်ကို20ပေါ့ဒါတော့မှကျွန်တော်တို့ဒါဆိုရင်ကျွန်တော်ကဒီကောင်တာနဲ့ပတ်သက်ကျွန်တော်ဒီကြ request လုပ်ထားတယ်ဒီဧည့်သည်တိုင်းကိုပေါ့ကျွန်တော် service ဝန်ဆောင်မှုအနေနဲ့ခေါင်းသူတို့ဘက်ကလည်းဝန်ဆောင်မှုပြည့်စုံကျွန်တော် service ကမိုက်ဒီခုနကတော့တွေ့လိုက်တယ်နော်ဝင်လာခြင်းဒီဟို coffee ပေးတယ်မုတ်ကလေးချပြီးရေပါညာတဲ့ ဆောင်းရဆက်ရှိ ဆိုတော့နောက်တစ်ခုကတကယ်လို့ဒါကိုကဒီကျွန်တော်တို့ဆိုင်ဟိုကမ join သေးဘူးလက်တလောကိုက home service လုပ်မယ်ဆိုရင်တော့ဈေးနှုန်းအနေထားနဲ့လေဒါကြဈေးနှုန်းအနေထားကျွန်တော်ကကြောက်ကျွန်တော်ကိုကျွန်တော်တတ်မှတ်လိုက်တာဟိုကျွန်တော်ကိုကျွန်တော်တတ်မှတ်လိုက်တယ်ဆိုတဲ့အနေထားမှာဥမာလက်ရှိ UAE မှာရောက်နေတဲ့မြန်မာတွေပေါ့အကုန်လုံးညှက်နိုင်ရမယ်ကျွန်တော်20 home service ပေါ့နော် home service ကျွန်တော်အိမ်ကိုတယောက်တည်းရှိတယ်ကျွန်တော်တွားညက်ပေးတယ်တကယ်လို့ကျွန်တော်အခန်းကိုလာညက်စင်တယ်ဆိုရင်ကျွန်တော်15ချက်ပဲယူတယ် AED ကျွန်တော်15 AED ပေါ့ဆိုဒါဆိုလည်းမစိုးပါဘူးအားလုံးလည်းနည်းနည်းတင့်တယ်ပေါ့ဒါကျွန်တော်အပြင်မှာကျွန်တော် freelance ဖြစ်နေတာဟုတ်တကယ်လို့ဒါဒါကတော့ကျွန်တော်ပထမအပိုင်းတစ်ပိုင်းပေါ့ဒုတိယပိုင်းတစ်ပိုင်းကတော့စလုံးကိုက win join မတုံးမှဆိုဒီစလုံးကတတ်မှတ်တဲ့ဈေးနဲ့တော့တက်ဆိုင်နေဒါကိုတိုင်းပေါ့ကျွန်တော်ဆိုလဲဒါဆိုကျွန်တော်ဒီစလုံးကကျွန်တော်ဆိုနော် sign နဲ့တယောက်ဒီစလုံးကတတ်မှတ်တဲ့ဈေးကိုကျွန်တော်ပြန်ချိန်စားရတာပေါ့အဲ့တော့စလုံးဆိုင်ကို win join မယ်ဆိုရင်ဒီစလုံးကတတ်မှတ်တဲ့ဈေးတိုင်းပေါ့သူတို့ရဲ့ rule တိုင်းကိုကျွန်တော်ဒါတော့ကိုစကြီးကဒီ15 20နဲ့ညက်တယ်ဆိုပေမဲ့ तू ကတော်မိုက်တာလိုက်ရတော့ဆိုဒီကိုရောက်မလာခင်ပထမဒီဘန်ကောက်မှာရငါဒီပါစပင်းညက်ဟိုပေါ့တဲ့မှာသူ့ငါတွေ့နေတော့ဟိုလုံငယ်နှစ်လောက်တော့ဒီမှာနေခဲ့တော့အဲ့လိုပဲစပင်းညက်ကတော့လုံးဝအဆင်မပြေဘူးငါဒီပြန်ရောက်ရင်တော့ဒီလိုမျိုးစပင်းတေးစားညက်တဲ့လူတွေတော့ငါလိုတယ်ပေါ့အဲ့မှာငါဘန်ကောက်မှာသူနဲ့ညက်မယ်ပေါ့ပြီးတော့ငါဒီပါ February မှာရောက်လာတယ် February မှာရောက်လာတယ်သူစီကငါတန်းလာပြီအဆင်ပြေလုံးဝအဆင်ပြေဆက်ကြည့်ကိုကြီးရယ်ဆိုတော့ကျွန်တော်တို့ဒီဆိုင်မှာဆက်ချင်းထိုင်နေနေပဲနော်ဒါဟုတ်ဆက်ချင်းထိုင်နေနေကျွန်တော်ကအဲ့နေ့ကအဲ့နေ့ကဒီဆိုင်ကဒီမန်နေဂျာကလည်းကျွန်တော်ပြောတယ်ဟိုဘယ်လိုတော့ထိုင်ရတဲ့ဘောမျိုးပေါ့ရတယ်ဆင်းလိုက်ပေါ့ကျွန်တော်ဆိုင်ရလဲဆိုင်တစ်ဖြစ်တဲ့အတွက်အဲ့ဒီလည်းမဟုတ်ဘူးကဲမထူးကျွန်တော်လည်းအဲ့နေ့ကအကိုကြီးမှလည်းတည်တယ်ချိန်ထားတဲ့ဒီ customer တွေရရှိမထူးငါကိုပြောချင်တာပါတယ်လို့ဆိုတော့အခန်းလေးထဲမှာ15ချက်တောင်းပြီးညှက်နေရတဲ့အနေထားတစ်ခုအဲ့ဒီတွေကကိုမြန်မာကြီးအရန်ကိုကျေးဇူးတင်ဖို့ကောင်းတယ်သူတို့တီးကန်ရှာတယ်ဟိုထိုင်ပြီးဆိုရဲလားခန်းရောက်ခုံလေးတေးသေးလေးခုံကအဲ့လိုတေးသေးနော်အဲ့ဒီအမျိုးမျိုးလာတယ်ယောက်ျားလေးမိန်းကလေးလာတယ်အဲ့ခုံလေးတေးသေးပုံမှာထိုင်အခန်းချင်းလေးကိုဒီလိုလက်ကလေးနဲ့ကန်ဘာလို့လဲဆိုတော့အဲ့အောက်မှာကျွန်တော်အိတ်ကတာအဲ့အောက်မှာကျွန်တော်အိတ်ကဒါပေမဲ့ကျွန်တော်ဒီရောက်တဲ့နေရာကိုကျွန်တော်ရောက်အောင်ကျွန်တော်ပြုံနေလိုက်တယ်ပြုံနေလို့လည်းမရဘူးအဲ့တော့ကိုယ့်အဲ့ဒီတွေကိုအားနာညက်ပေးလာတယ်8လ9လသူတို့တောက်ကြောက်လာညက်ကြအဲ့တော့ကျွန်တော်အဲ့နေရာစဉ်းစားတယ်ငါဆိုင်လေးကောင်းတယ်ကွာသူ့ဆိုင်ဘယ်လောက်ဈေးတက်မှမပေါ့နော်ဘာလဲဟိုကငါဈေးရှိတယ်ပေါ့ကျွန်တော်ရဲ့ဈေးရှိတယ်ကျွန်တော်ညက်လို့ရတယ်ညက်သူတို့ကဖွင့်ပြီးရန်ကျေးဇူးတင်ဘူးအဲ့နေရာကဲမထူးကိုယ့်အဲ့ဒီလေး5ရောက်ငါလက်စွမ်းလေးပြအောင်မှာပဲကွာခုံဆိုတာဒီ UAE မှာဒီရောက်တော့ဒီလိုခုံနဲ့ထိုင်ညှက်မှုဆိုကိုယ့်ရဲ့အိမ်မက်ပဲဟုတ်ကိုတကယ်မခွင့်ရတဲ့အိမ်မှာအဲ့တော့မထူးကိုဧည့်သည်ကိုခေါ်တယ်ချင်းဆရာကြီးရောက်လာဆရာကြီးမင်္ဂလာပါဘာသာလဲလောက်တာပြန်မထူးချင်းခေါ်ပြီးခုံမတိန်ဆွဲပြီးလိုက်တာကွာလမ်းမှာပြောတယ်ဆရာကြီးကျေးဇူးအများကြီးတင်တယ်ရပါကျွန်တော်မသိဘူးလေဗျအားကြီးနေတယ်ဗောပြောပြပေးပါကျေးဇူးတင်တာကိုမသိဘူးလေ brother ရောက်လာတဲ့အချိန်မှာကျွန်တော်ကရှယ်ညံ့ဗောဒီ brother ကိုရှယ်ဖြုတ်အောင်ဟုတ်တယ်အများကြီးနေတော့ကေတူပြည့်တယ်ဒီလေပဲမတူကေတူလဲပေါ့သူကေတူလဲကေတူအလျောက်ပေါ့နော်အဲ့တော့ကေတူလျောက်တယ် classic ဆန်လေးမူလက်ပုံစံမျိုးလေးနဲ့နောက်ကိုနင်းငယ်နဲ့ live frame နင်းငယ် face shape ပေါ့ပေါ့နော်ဒီ brother နဲ့ line face shape ဆိုတော့ sorry ပါစကားဖြတ်ပြော face shape ဆိုတော့ဒီလို blue face shape တွေကဘလို့hair style မျိုးနဲ့လိုက်လေဘလို့ face shape တွေဆိုဘလို့ hair style မျိုးနဲ့ conventional ဆို square face shape ဘိုးကြီးဆိုပါ face shape square ပဲဖြစ်မယ်ဘိုးကြီးကျွန်တော်ဟုတ်လား square ပေါ့ square ပေါ့
square မှာ try ကြီးလာ အော်ဆက်ပါတယ်တော့ဟုတ်ပါဘူး ကျွန်တော်ကအဲ့လိုဆိုဒီဒါပေါ့ဟိုစောစောကပြောသလိုပေါ့နော်မျက်နှာမှာ square face ဒီဟာလာကျွန်တော်တို့နော် round face ဒီနောက်ကျွန်တော် try ရဲ့ပုံစံမျိုးတွေပေါ့ဟိုကျွန်တော်စကားတော့သိမပြီးဘူးဗျာ sorry ဗျာဒါပွင့်လင်းပြောပြောအင်္ဂလိပ်စကားအဲ့လိုကိုကသိမယ်ဒါမဲ့ဟိုစူးစမ်းရမယ်ကိုမကြွမ်းဘူးဆိုပေမဲ့လည်းကိုကလည်းလိလာ လေးလာ ကဲပါကျွန်တော်စကားလေးပြန်ဆက်လိုက်ပါလို့ပေါ့ဒီ face shape တွေနဲ့ပတ်သက်ပြီးတော့ဟိုဘလို့အဓိကတော့ဗျာဟိုကျွန်တော်အဲ့ဒီတယောက်ကတော့ထိုင်လိုက်ပြီးတူလူချင်းနဲ့ပုံစံသဘောမျိုးကိုဒါပြောမှာပဲကျွန်တော်တို့ကဝန်ခံစားရမယ်။ဘာအဲ့ဒီဒါကိုယ့်ရှိမှလာတဲ့လုံးဝ customer တူလူချင်းတဲ့အနေထားကိုပြောပြရမယ်ကျွန်တော်တို့ကပြီးရင်ပြန်ဆွေးနွေးရမယ်။ဥပမာဆိုကြပါစို့ဗျာဟိုဘယ်လိုပြောမလဲကျွန်တော်မျက်နှာဗျာဥပမာဆိုကြပါစို့ဟုတ်လားကျွန်တော်မျက်နှာဥပမာနည်းနည်းဝိုင်းပြီးတော့ပါးနည်းနည်းဖောင်းတဲ့လူတွေအတွက်ဆိုရင်ဒါသပင်ကဟိုပါတင်သလားဟာလားဘေးတွေကိုဟာလားကျွန်တော်တွားမယ်နေထားရှိတယ်ပဲဥပမာဆိုကြပါစို့စက်တက်ကြီးနဲ့ဆိုရင်ကျွန်တော်ကိုင်းနေဆို1တွားမလား2တွားမလား3တွားမလားပေါ့တို့မဟုတ်သူ့ရဲ့စံသားပေါ်လေမူတည်သေးတယ် fishing နဲ့တယ်မဆိုင်သေးဘူးသူလိုချင်တာတော့ဒီ head design ဥပမာဆိုကြပါတာမန်ဟိုဟာလားကျွန်တော်တို့ဟိုကျွန်တော်2 block ပဲဆိုကြပါဘူး2 block ဆိုရင်ကျွန်တော်တို့ရင်တော့ကျွန်တော်တို့ခေါ်ပေါ့ကျွန်တော်နှစ်တက်တီပုံစံမျိုးလေးဒါပေမဲ့ဒီဘက်က2 block တွေတော့နည်းနည်းပူကောင်းသွားတာပေါ့ရင်တော့ကျွန်တော်နှစ်တက်ကြီးနဲ့ဆိုဒီဘက်ကဒီကျွန်တော်နှစ်ထပ်ကြီးပုံစံမျိုးပေါ့ပြောရရင်ပေါ့နော်2 block ပေါ့ဆိုတော့အဲ့ဒါတွေကိုကျွန်တော်နည်းနည်းဟိုကျွန်တော်တို့ဟလာကျွန်တော်တို့ဟိုဘယ်လိုကျွန်တော် fake ဒီဟလာနောက်ကျွန်တော်တို့ဟလာ fake ကိုလည်းအမျိုးမျိုးကျွန်တော်ပေါင်းဆက်ကြရတယ်အဲ့ဒါပုံမူတည်ပြီးတော့ဒီမျက်နှာတစ်ခုပုံစံကြအောင်ပေါ့သူလိုချင်တဲ့ပိုင်းတစ်ခုရအောင်ကျွန်တော်ကလုပ်ပေးရတာလုပ်တဲ့ဆိုတဲ့အနေသားတစ်ခုမှာစံသားကလည်းလူသေးတယ်အဲ့တော့ဒီဧည့်သည်ဒီမျက်နှာနဲ့ဒီပုံနဲ့ဒီသပင်ပုံနဲ့လိုက်မလိုက်ကိုဒီဧည့်သည်ကိုယ်တိုင်ကတော့ तू ကတော့မသိဘူးတိတယ်တွေနဲ့တိရင်တိနေလိမ့်မယ်တို့ပင်မဲ့ချို့ဟာတရားရကလုံးပါဗျာ90ရာခိုင်နှုန်းတော့မသိကြကျန်90ရာခိုင်နှုန်းဒီဘက်ကနေတာအကုန်သိပြီငါမျက်နှာစီဘာနဲ့လိုက်နေလဲအဲ့တော့ကျွန်တော်တို့အဓိကတော့ဗာလဲဆိုတော့ဒီဧည့်သည်တယောက်ရဲ့ဝတ်စားစီရင်ပုံသူလုပ်တဲ့အလုပ်ဥပမာကျွန်တော်တို့သူလုပ်တဲ့အလုပ်ဆိုတာ तू ကအမြဲတမ်းကေယူတနိုင်မလားမတနိုင်ဘူးဒါနံပါတ်1အရင်ကြီးကြည့်တယ်နောက်နံပါတ်2သူ့ရဲ့စံသားနောက်သူ့ရဲ့မျက်နှာဟောအဲ့ဒါကြီးနဲ့ချိန်ပြီးလုပ်ပြီးရတာဒီကအဲ့ဒါကြီးနဲ့လုပ်လိုက်ချိန်လိုက်ရင်ကျွန်တော်တို့ဒီကျွန်တော် customer တို့ကသူလိုချင်တဲ့စိတ်ချမ်းသာတဲ့ပုံစံကိုရမှာ အဲ့ဒီကျွန်တော်ဒီနေ့ကတော့ဝေးရမစိုးလို့ခံစားညီလေးရဲ့ဒီဆိုရပါလို့ပါ တန်းပါတော့ ဆိုရပါလို့ညီလေးရဲ့မျက်နှာနေတာညီလေးကဒီပင်ပုံစံမင်းကလည်းမင်းပုံစံနေထားနေလေဒါမစိုးကွာဆောင်းရမ်းမိုက်တဲ့နေရာ 1 to 10မှာ1 to 10မှာဘယ်လောက် ပေးနေတယ်တန်းပါတော့ပြီ 1 to 10မှာ စပင်းနဲ့ကျွန်တော်လည်း live ပါတယ် rating block လုပ်ပြီးအမှတ် block လုပ်ပြီးဆို ပေးရမှာပဲ ပေးရ ပေးရမှာဘယ်မှာနည်းနည်းပေးရမှာဒီဇိုင်းအောင် 7လောက် 7ပေးရမှာ ဟုတ်ချင်တော့ရ ဆိုတော့ဘာလို့သမီးဟောရှိသေးတယ်လေချို့ရရင်ဒုတိယရဲ့မျက်နှာမှာဆိုတာထက်sorry လူတယောက်ရဲ့ဒီသပင်မှာသူ့ရဲ့ဒီတဘာဝပေးတယ်နော်ကောက်တာတွေဖြောင်းတာတွေကသူလည်းလိုက်ဖက်သွားတာရှိအဲ့ဒါကိုလည်းပုံဖော်နိုင်တဲ့အကောင်းဆုံးပဲနော်ဟိုကောက်တာဖြောင်းတာတဲ့ဆိုရင်စာရင်သူ့ရဲ့တဘာဝဒီလက်ရှိရှိတဲ့သပင်ကိုပဲအရင်ဆုံးပုံဖော်ကြည့် ပေါင်းဖြစ်အောင် အကောင်းဆုံးပြပုံဖော်ကြည့်မယ်မရတော့မှ ငါသူ့ရဲ့ဆိုရင်အားကြတယ်ဒီစမင်းရှေးကြီးရ ကျွန်တော်တို့ ကျွတ်တယ် ဒါ log လောက်လိုက် ကျွတ်တယ် တော်တော်မိုက်ကျွတ်တယ်နော် log လောက်လိုက်တော်တော်မိုက်မှာ lock ကတော့လုံးမယ် lock ကပြန်လုပ်ဖို့ရည်ရွယ်ချက်ရှိတယ်ဘာ အရင်ကလုပ်ဘူးလေ အရင်လောက်တာဗောအရင်က lock နဲ့ပဲနေတာ3နှစ်ဒီပါကျော်4နှစ်လောက်ရှိပါဒါဘာလို့လဲဆိုကျွန်တော်ဒီ drug law ပဲကျွန်တော်လှုပ်ရှားခဲ့တာဗောဒီတရားနဲ့အသက်မွေးဝမ်းကြောင်းပြုတ်ခဲ့တာဗော drug law ကိုအဓိကထားလိုက်သေးတယ်ဆိုရင်ညက်ကိုခဏနားလိုက်တာ3နှစ်ကျော်4နှစ်ကြာဟုတ်ဆိုတော့ဒီ drug law ကျောင်းမှာ drug law တော်တော်နာမည်ကြီးသွားခဲ့တယ် နာမည်ကြီးတာဗောရန်ကုန်မှာလို့ရန်ကုန်မှာ drug law ဒီနာမည်ကြီးတယ်ပထမဆုံးကျွန်တော်တို့ drug law သူသိတာဆိုရင်ကျွန်တော် G6 ပေါ့ G6 ရှိကျွန်တော်နီးစက်ရပေါ့ကိုသူနဲ့နီးစက်ရမှာသူရဲ့ဒီ trend ဖြစ်တာကိုနာမည်တိကျတာ G6 ရှိမယ်river ရှိမယ်ကိုတာရာကြီးတို့ရှိမယ်ဟလာနောက်မှကျွန်တော်ကဝင်လာတာပေါ့ဗျာအဲ့လောက်လည်းမဟုတ်ပါဘူးဆိုတော့ကောင်းပါတယ်သူနေရသူတော်တော်မိုက်တယ်လေးစားဖို့လည်းကောင်းတယ်ဟို river ဆိုတဲ့ river တယောက်G6 ဆိုတဲ့ G6 တယောက်ကိုတာရာကြီးဆိုကိရှိထားပြီးတော့ငါလည်းလော်လီလို့လဲ ဆက်လို့ရတယ်ခေါ်ရတယ် ဒါလေးဆက်လို့ရလော်လီလို့ ဆက်လို့ရတယ်ဒါတို့ပေမဲ့အရန်တူနေနည်းစောင့်အောင်ကျွန်တော်ရဲ့ဒီလောချစ်တဲ့ပုံစံသဘောမျိုးပဲဆိုတော့ brother ဆိုရင်နည်းနည်းတော့စောင့်အောင်ပါဘာလဲဆိုတော့ဟိုနည်းနည်းအရှိသေးနည်းနည်းလေးစောင့်လိုက်ပြီးကျွန်တော် travel ကျန်ရတယ်ဒီကျန်ရတယ်တော့ပြန်လာရင်တော့ဘောနော်အကို
အောင်ဆုံးကဒီကျွန်တော်လူငယ်ကွာညက်ပညာသင်နေတဲ့လူငယ်လေးတွေပါပြောနေချန်ပီးစကားလေးလောက်ပါရန်ရေးကြည့်ရကိုကြီးတို့73နှစ်ရှိ စပင်ညက် ပြောရချန်ပီး စပင်ညက်ပညာတော့ကောင်းပါလေစပင်ညက်ပညာတော့တက်ထားတော့လေပိုကောင်းတာပေါ့ ဒီတော့လုံးဝစိတ်ဝင် ဒါပေါ့စိတ်ဝင်စားပေါ့ကိုကပညာရေးတစ်ခုဘယ်ပညာမဆိုပါစပင်ညက်ပညာမှားတယ်မဟုတ်ပညာရေးတစ်ခုသင်မယ်ဆိုတော့ဒီဇိုင်းမတ်နဲ့သင်စီချင်တာပေါ့ဟိုအခက်အခဲတွေရှိလိုက်အခက်အခဲတွေကြားရရင်ဆိုင်ရမှာပေါ့နော်ဇွဲမလျှော့ဘဲနဲ့သင်ရမှာဟဲ့ကိုကသင်တဲ့ခါကျတော့ခုလိုကြီးဆရာတင်မမားဘူး အေးရ လက်ပြကြီးမှာတော့ဆရာတင်မမားဘူးဟိုဆရာတိုင်းကမဟုတ်ပါဘူးဆရာတိုင်းမှာအလုံးပညာရက်တွေအများကြီးရှိတယ်ခေကြီးစီကြောင်းအရာမတူတော့ဘူး ဟုတ်ပါဘူး ဟိုတင်မုံတင်နည်းတွေနီးစနစ်တွေနည်းနည်းတော့ကွဲပြားသွားမှာပေါ့ဒါလည်းကျွန်တော်လည်းအဲ့လောက်ထိဟိုဟာဆရာမဟုတ်ပါဘူးကျွန်တော်လည်းဆရာတယောက်မဟုတ်ပါဘူးဒါတို့ပေမဲ့ကျွန်တော်တို့တင်ကြီးလုံးဝပုံစံနဲ့ဒီဘက်ကပုံစံနည်းနည်းလေးများလွယ်သလားပေါ့နော်ဒါပေမဲ့ဟိုပညာရေးတစ်ခုနေတယ်တရားဟိုလူငယ်ရဟာလွယ်တယ်ဘယ်လိုလဲဆိုအခုဆိုကြည့်တယ်ကျူရီဆိုအများကြီးပဲ YouTube ကိုကြည့်မလား TikTok ကြည့်မလား Facebook ကြည့်မလားကြိုက်တဲ့နေရာကြီးကျူရီအများကြီးပဲတို့ပေမဲ့ကျူရီကြည့်ပြီးတိုင်းနဲ့ရတာကောင်းတွေ့မယ်လို့မထင်ပါဘူးဒါပေမဲ့ဟိုကျွန်တော်ပြောသလိုဗျာငပိဖုံတော့မှတရားဆရာမပြရင်နီးလည်းမကြဘူးကြာဟိုပြောချင်တာတော့ဟိုရောင်ဝဝဖြစ်မယ်ပေါ့အဲ့တော့လူငယ်တွေနဲ့လည်းပညာရဲမစိုးဒီဇိုင်းမမတ်တင်ကောင်းတယ်စပင်ညက်ပညာရဲတစ်ခုအနေနဲ့ဒီဘက်ခေတ်မှာတင်ထားရင်ပိုကောင်းတာပဲကိုယ်တိုင်လည်းကိုယ့်ရဲ့မျက်နှာနဲ့ကိုယ်ဘယ်လိုလိုက်မလဲသူများကိုလည်းကိုယ်အလှပြင်ပေးရတယ်ကိုယ်ဒီဇိုင်းတွေပို့ပေးရဒါလည်းဝါသနာတစ်ခုဒါလည်းကောင်းတာဒါလည်းမိုက်တာလေကျွန်တော်အားပေးတယ်သင်စီခြင်းတယ်တစ်ခုပဲ ကျိုးပေးနေကျိုး ဟိုတခုပဲဇွဲမလျှော့နဲ့ဇွဲမလျှော့တာရယ်ကိုတင်မဲ့ကိုရွေးချယ်မဲ့ဆရာတို့တရားရွေးချယ်တာပညာသင်ယူတဲ့ခါကျရင်လေကျွန်တော်ကဒါလေးတော့ကျွန်တော်ပြောချင်တာပါကိုကဥပမာကိုကကျွန်တော်မူကြီးအသက်ပြာနဲ့ဆရာကိုဟဲ့လားကျွန်တော်ဆရာကြီးဟိုပူဇော်ပြီးတော့ဟာလားဟိုသင်တော်၎င်းပေါ့ဗျာဟိုဘယ်လိုပြောမလဲအဲ့လိုသင်ရတယ်ကိုကမူကြီးအသက်ပြာပြီးသင်လိုက်တယ်ဆိုပြီးတော့ငါမူတက်နိုင်လို့ဒီဆရာကြီးမှလာပြီးတော့တင်တယ်ဆိုတော့ဒီမောင်မမျိုးတွေမထားရင်ပိုကောင်းတာပေါ့ဟိုဘယ်လိုပြောမလဲဆရာဘက်ကလည်းတင်ပေးရမှာဟုတ်တခြားသူကလည်းသူတို့ဘက်ကိုတင်ပေးဒါတော့သူဆရာတိုင်းမှာသူတို့တတ်မှတ်ထားတယ်ဒါသူတို့ရဲ့ဒီတင်တိုင်းသူတို့ပညာတွေရဲ့တန်ကြီးတွေရှိတာပေါ့အဲ့ဒါကိုကတလီတစားနဲ့ဟိုကပေးပြီးတော့တင်မယ်ဒါပေါ့ကျွန်တော် respect ထားရမယ်ပေါ့နော် respect ထားမယ်ဒါပေါ့နော်ကျွန်တော် respect ထားမယ်မနောက်နဲ့စကားကောင်းပြောနေတယ်ဆိုတော့ဟိုဒါကျွန်တော်ခံစားမိတာပါဆိုတော့ပညာရေးတစ်ခုဘယ်ပညာရေးမဆိုကိုစီးဘူးရမယ်ဆရာတော်လည်းကောင်းဆရာမတော်လည်းကောင်းပေါ့နော်ဆရာကြီးတက်မှတ်ထားတဲ့တင်တန်းကြီးဟိုဆရာကြီးတက်မှတ်ထားတဲ့ပညာကြီးကိုတီချာပေးပြီးတော့ကိုပေးနိုင်တယ်လို့ကောင်းမပေးနိုင်တယ်လို့ကောင်းဗျာယူတည်တည်နဲ့ပညာစီးဖို့ရင်ဆရာကောင်းတယောက်လည်းဖြစ်လာနိုင်တယ်ပညာကောင်းတစ်ခုလည်းရနိုင်မယ်လို့ကျွန်တော်ထင်တယ်အဓိကတစ်ခုကဇွဲမလျှော့ဘူးကိုရောက်တဲ့အချိန်တိုင်းမှာလေ့လာဒါပါပဲ